Hello မင်္ဂလာပါရှင်ဒီနေ့မှာတော့ဦးကဒီကအမဲသားတုံးလေးတွေကိုပေါ့နော်ဦးတို့ရခိုင်စတိုင်းနှုံးနဲ့တင်စပယ်လင်းနဲ့တင်မဆလာလေးနဲ့ချက်သွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှင်တော့ Let's go ပထမဦးဆုံးဒီအမဲသားလေးတွေကိုတေချာလေးစီးလိုက်ပါမယ်ပြီးရင်တော့ဦးတို့ဒီထဲကိုစားနဲ့ငယ်ရဲ့စနွေးမုံနဲ့ငယ်ရဲ့ထည့်ပြီးတော့တေချာလေးနယ်ပြီးလိုက်ပါမယ်ပြီးရင်တော့ဥရိုစီတက်ဖို့အတွက်စက်သွန်ဖြူစက်သွန်နီးဇဗလင်နဲ့ငရုတ်သီးလေးတွေကိုအသေးချာလေးကြိတ်ထားလိုက်ပါမယ်။ဒါကတော့ကြိတ်ထားတဲ့စီတက်ပစ္စည်းလေးတွေပါ။ဦးကဒီနေ့ပဲတီချန်လေးနဲ့တွဲစားမှာဆိုတော့ဒီငရုတ်သီးများလေးထည့်ပြီးငရုတ်ရှက်ပုံစံမျိုးလေးလုပ်ထားပါတယ်။ပထမဆုံးစီတက်ဖို့အတွက်စီလေးထည့်လိုက်ပါမယ်။စီပူလိုင်းစီတက်ပစ္စည်းလေးတစ်ခါလေးထည့်လိုက်ပါမယ်။ဒီမှာငပိလေးပါထည့်ပြီးစီတက်ပြီးွားပြီဆိုတဲ့အဆင့်မှာတော့မဲသားလေးပါထည့်ပြီးတော့လုံးလိုက်ပါမယ်ခုလိုအသားကိုစီတက်နဲ့လုံးတဲ့အဆင့်မှာတစ်ခါရဲ့မဆလာလေးပါနည်းနည်းလေးထည့်လိုက်ပါမယ်ကဲပြီးနည်းနည်းလေးထည့်လုံးလိုက်မယ်နော်ပြီးတော့ဦးတို့ဒီထဲကိုရေလေးထည့်ပြီးတော့တည်ထားလိုက်ပါတော့မယ်ရေကိုအသားမြုပ်တဲ့အထိထည့်လိုက်ပါမယ်ဒီမှာပေါ့နော်အမဲသားလေးကတင်းချလေးနူးပြီးတော့စီပြန်သွားပြီဆိုတဲ့အချိန်မှာဒီထဲကိုမကြီးရည်လေးနည်းနည်းထည့်လိုက်ပါမယ်ရတာစားလေးနည်းနည်းထည့်လိုက်မယ်အမဲသားနှစ်တုံးကစားနည်းနည်းပဲထည့်တာလို့နည်းနည်းလေးထည့်လိုက်ပါမယ်ဟိုဆက်တယ်ဟာနောက်ဆုံးအနေနဲ့ဦးတို့ဒီထဲကိုနှုံးလေးအုပ်လိုက်ပါတော့မယ်ကဲဒါဆိုဦးတို့စားပါတော့မယ်ဒီဟာကတော့ဦးဆော့ဆော့ကမှချက်ထားတဲ့အမဲသားချက်လေးပါဒီအမဲသားကိုမှဦးကဟိုငရုတ်သီးများလေးနဲ့ချက်ထားတော့ငရုတ်ရှက်လိုမျိုးလည်းဖြစ်နေရောဒီဘက်မှာပဲတီချန်လေးနဲ့တွဲစားပါမယ်နောက်ဆုံးမှာနှုံးလေးနဲ့အုပ်ထားရပေါ့နော်အစမှာလည်းဇက်ပက်လင်းနဲ့ပါတော့သူကအနက်ကတော့ပြောစရာမလိုပါမှွေးနေပြီးသားပါဦးဒါလေးကိုစားပါမယ်နောက်ဆုံးဖက်ရနေနှိုက်ချလိုက်ပါမယ်အဲပဲတီချန်လေးပါပြကြပါ3စက္ကန့်ဘုံတော့နူးဤနေရပဲဇုံးလေးနဲ့ထိုးလိုက်ရုံနဲ့ပဲ့ပါအဲ့မှာရခိုင်နဲ့ပပနေမချက်စားကြလို့လားမသိတော်တော်လေးစားကောင်းတယ်နှောင်းနံလေးနဲ့ဆိုပို့ပြီးတော့စားကောင်းတယ်ချက်စားပါဦးပဲဒီချင်းလေးကိုဒီအမဲသားငရုတ်သီးနဲ့လေးတင်ပြီးစားပါမယ်ဦးဒီနေ့လည်းရတာရှိနဲ့နေ့လည်သာစားလို့ပြီးသွားပါပြီအားလုံးပဲတတားပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်